ဒါလေးကစားဘလူကစားလည်းနေထားတာကြာပြီခုမှရိုက်ပြအောင်နော်သူကဒီလိုမျိုးဟိုလေးတွေ level လေးတွေပါတယ်ဒီမှာ1ပေါ့နော်ဒီမှာ2ဒီမှာပဲနော်စာကြီးရလည်းအထူးပဲဒါလေးတစ်ခုကဝယ်ထားရဲဆိုရင်ခလေးကိုတစ်နှစ်စင်နေနဲ့ခြားပြီးကစားပေးလို့ရတယ်ကလေးပဲ1လေးတစ်ချက်ဘလူကစားလည်းပြပေးမယ်ဒီကဘာလုပ်ရမလဲဆိုရင်သူဒီမှာပြထားတဲ့အတိုင်းဒီနေရာဒီမှာချပေးရမယ်โอเคဒီမှာဆိုရင်ဒါပါလေးလေဒီမှာကအနက်ကလေးဆို police ပေါ့မှာ police လေးကိုရင်တော့ဒါလေးတွေကိုရင်ဖယ်လိုက်ဒီတော့ဒီကအနက်ကလေးကိုဒီမှာချမ်းမယ်ဒါကဒီနေ့3ခုမြောက်တယ်ဒီလေးခုမြောက်သူပေးနာမှာဒီမှာခံပြီးတော့နည်းနည်းလေးအောက်ချပြီးတော့ထိုင်မယ်အဲ့ဒါကမှမဖြစ်ရကုန်တင်လိုက်တယ်ဒီလိုကရှိအဲ့ဒါခုပြီးရင်ဒီမှာကဝါဘေးကိုထုတ်ခိုင်းတဲ့တူဒီကားအနက်ကိုထုတ်ပေးရမှာကားအနက်ကိုထုတ်ဖို့အတွက်တခြားကားတွေကိုရွှေ့ပေးရမှာနော်ဘယ်လိုရွှေ့မလဲပေါ့ကားအနက်သွားဖို့အတွက်ဘယ်လိုရွှေ့ရမလဲဆိုတော့သူကလိုက်စဉ်းစားရမှာကိုကြီးအတွက်လူကြီးအတွက်ကတော့အချက်ချင်းစဉ်းစားရင်ပြီးသွားမှာပေါ့နော်ဒီနှစ်ခုလောက်ရွှေ့မယ်ဆိုရင်ဒီမှာကားလေးကထွက်သွားကလေးဆိုရင်တော့သူအများကြီးစဉ်းစားရမှာပေါ့နော်ကလေးဆိုရင်တော့ဒါတွေတခြားတွေရှောက်ရွှေ့ကြည့်မှာပေါ့ဘယ်လိုရွှေ့ဒါလေးထွက်တော့ပေါ့နော်